ဘဝတွေကျန်းနေတာကြောင့်လေစိတ်တွေညစ်မနေတော့ပါဘူးဖြစ်ချင်တာတွေကိုမဖြစ်ခွင့်မရတာတွေကြောင့်လေမငြင်းညူနေတော့ပါဘူးကိုယ့်ရဲ့မကောင်းကြောင်းတွေပြောနေရင်တော့မှလေမနာကျင်တော့ပါဘူးစူးစားသလောက်အရာမထင်ရင်တော့မှစိတ်ပြက်ပြီးတော့ရှနာမနေတော့ဘူးဘဝရဲ့ကြမ်းတမ်းတဲ့လောကဓာတ်တွေကိုအသားကျအောင်နေမယ်အခက်ခဲတွေများလာရင်စိတ်ဓာတ်မကြဘဲနဲ့ဝေဖန်မှုတွေများလာရင်မကြေမနက်မဖြစ်ဖဲနဲ့အသားကျအောင်လုပ်နေမယ်အသားကျပြီးတော့ထုံးလာတဲ့အခါမှာနာရာကိုနာမှန်းမသိတော့ဘူးခက်ခဲလွန်းတာတွေကိုလည်းတိတ်ပြီးတော့မခံစားတတ်တော့ဘူးတဲ့ခန္ဓာရင်ပိုးပြီးတော့ရှိလာအောင်စူးစမ်းပြီးကြမ်းတမ်းတဲ့လောကဓာတ်ကြားရရနေပဲပျော်ပျော်နေနိုင်အောင်လို့စူးစမ်းမယ်ခက်ခဲလို့ဆိုပြီးလဲကြမယ်ဆိုရင်တော့အရှုံးပေးတတ်တဲ့သူခက်ခဲပြီမဲ့ရှေ့ဆက်နေနိုင်ရင်စူးစမ်းနေတဲ့သူအကြိမ်ကြိမ်လဲကြမယ်ဆိုရင်တော့အရှုံးမပေးဘဲနဲ့အမြဲတမ်းထပ်ပြီးတော့စူးစမ်းနေတဲ့သူကတိတ်တော်တဲ့လူတွေလေကိုယ့်ရဲ့ဘဝမှာဘလို့ပဲအခက်ခဲတွေဖြစ်နေပါစေလူတော်မဖြစ်ရင်တော့မှအ ਨੇ ဆုံးတော့စူးစမ်းနေရသူဖြစ်မယ်မဟုတ်ပါလား